ဒီဘီလီယံနာတစ်ထေးကြီးဟာအောက်ခြေအစဉ်အခြေအနေတွေလစ်လာဖို့အတွက်သာမလူတူအစဉ်ဟန်ဆောင်ခဲ့ပါသည်ဒါပေမဲ့သူကရိုးရိုးအဝိစာတွေဝစ်လာတဲ့အတွက်မာနကြီးတဲ့ဆိုင်ရှင်တူရဲ့အထင်အသေးပြူတာကိုခံခဲ့ရပါတယ်အဲ့ဒီဆိုင်ရှင်ကသူ့ကိုသူတောင်းစာတယောက်လို့ထင်မှာခဲ့တာပါအရေးကြီးတဲ့အချိန်မှာပဲစပေးစည်းလာတဲ့ကောင်မလေးတယောက်ကအပြေးလွှားရောက်လာပြီးအဖိုးကြီးကိုထူပေးခဲ့ပါတယ်သူမကဒီအဖိုးကြီးဟာပေါင်ပုံးတောင်မဝဲနိုင်လောက်အောင်ဆင်ရင်းနေပြီးဆိုင်ပိုင်ရှင်ရဲ့နှိမ့်ဆက်မှုကိုခံနေရတယ်လို့ထင်အောင်မှားခဲ့တာပါဒါနဲ့ကျင်းနာတက်တဲ့ကောင်မလေးကသူမရဲ့နောက်ဆုံးကြံရှိရပိုက်ဆံလေးနဲ့အဖိုးကြီးထွက်ပေါင်ပုံးဝယ်ပေးခဲ့ပါတယ်အဖိုးကြီးကလည်းသူမရဲ့အကူအညီအတွက်အရန်ကျေးဇူးတင်ခဲ့ပါတယ်သူကကောင်မလေးရဲ့နာမည်ကိုမေးချင်းခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကသူမနောက်ကျတော့မဲ့အလုပ်အင်တာဗျူးနဲ့ပတ်သက်ပြီးဖုန်းဝင်လာခဲ့ပါတယ်။သူမဖန်တော့မဲ့လုပ်ချင်မှာအဖိုးကြီးကိုသူမရဲ့ဖုန်းနံပါတ်ကိုပေးခဲ့ပါတယ်။အကူညီလို့ရင်ဖုန်းဆက်ဖို့လည်းပြောခဲ့ပါတယ်။အဖိုးကြီးရောက်တာနဲ့ချက်ချင်းပဲကောင်မလေးကိုဖုန်းဆက်ပြီးအကူညီလို့တဲ့အောင်ဟန်ဆောင်ခဲ့ပါတယ်။မကြခင်မှာပဲကောင်မလေးကသူ့အိမ်ကိုရောက်လာပြီးနှွေးနှွေးထွေးထွေးနှုတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့အဖိုးကြီးကတော့ကောင်မလေးကိုသူ့မြေးနဲ့လက်ထပ်ဖို့တောင်းဆိုလိုက်ပါတယ်။စိန်ခံပြီးလာ3လုံးပါပေးမယ်လို့လည်းပြောခဲ့ပါတယ်။ဒီစကားကကောင်မလေးတော့မြေးဖြစ်သူကိုပါအံ့အားသင့်စေခဲ့ပါတယ်။မြေးဖြစ်သူကလည်းသူ့အဖိုးမှာအဲဆိုင်မယောဂရှိနေကြောင်းချက်ချင်းရှင်းပြခဲ့ပါတယ်။သူကချွေတာပြီးနေထိုင်သူဖြစ်လို့သူ့ကိုလက်ထပ်ရင်ခက်ခဲရဲ့ဘဝကိုရစေမှာဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်မလေးစီကိုသူမအမေစီကနေအိမ်ထောင်ပြုတ်ဖို့တိုက်တွန်းရဲ့ဖုံးဝင်လာခဲ့ပါတယ်။သူမအမေက3ရက်အတွင်းအိမ်ထောင်မပြုတ်ရင်အိမ်ကနေနှင်ထုတ်ခံရမယ်လို့ပြောခဲ့တာပါ။ကောင်မလေးကတန်တရားဖြစ်ဖွယ်ပြုမှုနေတာကိုတွေ့တော့လူကြီးကသူမမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့ယူဆခဲ့ပါတယ်။သူကမိသားစုရဲ့စိတ်စိမ်ဦးစားကိုပဲစိတ်ဝင်စားတာလို့ထင်ခဲ့တာပါ။ဒါပေမဲ့အဖိုးကြီးကတော့ကောင်မလေးကကောင်းတဲ့လူဖြစ်ကြောင်းအခိုင်အမာပြောခဲ့ပါတယ်။လူကြီးကသူမလိုချင်တဲ့ဘဝမျိုးကိုမပေးနိုင်ဘူးလို့ထပ်ပြောပြန်ပါတယ်။ဒါပေမဲ့ကောင်မလေးကရုတ်တရက်ပဲသူ့ကိုလက်ထပ်ဖို့စင်တာရှိကြောင်းပြောလိုက်ပါတယ်။ဒီစကားကြောင့်လူကြီးတော့အဖိုးကြီးပါနေ့လောက်လုံးအံ့အားသင့်သွားခဲ့ကြပါတယ်။အခြေအနေတွေပြောင်းသွားမှာကိုကြောက်လို့အဖိုးကြီးကသူတို့ကိုလက်ထပ်မက်ပုံတင်ဖို့ဆွဲခေါ်သွားပါတော့တယ်။မကြခင်မှာပဲကောင်မလေးကသူမရဲ့အင်တာဗျူးကိုသွားခဲ့ပါတယ်။အဲ့ဒီမှာသူမရဲ့ကျောင်းတုံးကသူငယ်ချင်းတယောက်နဲ့တိုးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသူငယ်ချင်းကသူမကိုကျင်နာစွာနှုတ်မပေးဘဲအင်တာဗျူးမေးသူရှိမှကောင်မလေးကိုအသေးဖြက်ပြောဆိုပါတော့တယ်။ဒီစကားကိုကြားတော့အင်တာဗျူးမေးသူကလည်းဘာမှစစ်ဆေးမမေးမြန်တော့ပဲကောင်မလေးရဲ့ကိုရေးရဆွေနဲ့အလုံးမတန်းတွေကိုကျန်းပြင်ပေါ်ဖြစ်ချလိုက်ပါတယ်။ကောင်မလေးကဒေါသကြီးနဲ့ထပ်ပြန်ဖို့ဖြစ်လိုက်ပါတယ်။ဒါပေမဲ့သူမကသူငယ်ချင်းနဲ့အင်တာဗျူးမေးသူရဲ့လောင်ပြောင်ဖြစ်ရပြူတာကိုခံခဲ့ရပါတယ်။ကောင်မလေးကငင်းခုန်မနေတော့ပဲပြန်ထွက်သွားဖို့လှေလိုက်ပါတယ်။ဒါပေမဲ့တကားဖွင့်လိုက်ချိန်မှာပဲသူမရဲ့ခင်မွန်းအသစ်ဝင်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကတကယ်တော့ကုမ္ပဏီပိုင်ရှင်ဖြစ်နေတာကြောင့်ချက်ချင်းပဲထိတ်လန့်သွားပါတော့တယ်